အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဝင်ဒီနေ့ပို့ပေးရမယ်ကုံတွေရောက်ပါပြီပစ္စည်းအကြောင်းလေးတွေမပြောခင်ကျွန်တော်တို့ရဲ့တိတ်တမန်ငွေလွှဲနံပါတ်4998တိတ်9နှစ်တလုံးပဲငွေလွှဲကြပါကျန်တဲ့ဖုန်းတွေနဲ့ငွေလွှဲခိုင်းလူလိုက်ပါခင်ဗျာပစ္စည်းလေးတွေကိုကြိုက်လို့မှရှင်လို့ရှိရင်ကျွန်တော်တို့တရက်ကြုံမှာပေးရပါတယ်ဆိုင်ကိုလာဝယ်ခြင်းနေဆိုလို့ရှိရင်ဒီနေ့ကုန်းမှာတစ်ဆိုင်အရှိတုံမှာတစ်ဆိုင်ရှိပါတယ်ခင်ဗျာဒါကတော့ကနန်းအမပါဥတွေပါပါတယ် 1kg ကို2000ဝယ်ပါဒါကတော့ဆက်သားပါတပိဿာကို4000ပါခင်ဗျာဒါကတော့ဖားမိကင်ပါတပိဿာကို3သိန်းပါဥဖောက်တန်းစင်မိသားပါဒါကတော့ရှင်းဝက်သားပါတပိဿာကို4000ပါခင်ဗျာဒါကတော့4000ခွဲပါရှင်းဝက်သား4000ခွဲပါဒါကတော့ပရိပါ10កောင်ကို3000ပါခင်ဗျာဒါကတော့မြစ်ပြုတ်ပါတပိဿာကို8000ပါဒူဒူပဲထားလိုက်ဒါကတော့ခရင်မြင့်စိမ့်ပါဒီကောင်ကတော့တပိဿာကိုဇာလောက်ခင်ဗျာ1300တပိဿာကို1300ပါခင်ဗျာဒါကတော့ကစွန်းရိုးနေပါတစ်စီးကို400ပါဒါကတော့ရှင်မောင်ပါတစ်စီးကို400ပါခင်ဗျာဒါကတော့အာလူရှိပါတပိဿာကို12000ပါဒါကတော့ခရမ်းသီးပါတပိဿာကို6000ပါဒါကတော့ငရုတ်ပူသီးပါတပိဿာကို12000ပါဒါကတော့မယမ်းပြား6ပါတပိဿာကို3000ဝယ်စီပါခင်ဗျာဒါတော့လက်ပံဝင်းကြောက်ပါတပိဿာကို1000ခွဲပါဒါတော့တခုဝင်းကြောက်ပါတပိဿာကို3000ခွဲပါဒါတော့ကြောက်ကြောကြောက်ပါတပိဿာကို4000ခွဲစီပါဒါတော့ပင်စိမ့်ပါတစ်စီးကို300ပါဒါတော့ငနီတူကောင်းပြုတ်ပါတပိဿာကို3000ခွဲစီပါဒါတော့သင်းပေါင်းကြောင့်ပါတစ်စီးကို1200ပါခင်ဗျာဒါတော့ငရွှေမိခင်အကောင်ပါတပိဿာကို9000စီပါဒါတော့တိန်တမန်မြေပဲစီပါတပိဿာကို26000ပါဒါတော့တဘာဝပြည့်စစ်စစ်ပါတပလင်းကို2000ခွဲစီပါခင်ဗျာဒါတော့မရွတ်အလုံးပါအလုံး100ကိုမှ6000ပါခင်ဗျာဒါတော့ဒီနေ့ပါတဲ့ငရွှေအဝါတွေပါဒီကောင်ကတော့အလဲသားအလဲကွင်းဆိုရင်3000စီပါခင်ဗျာဒါတော့ငရောင်ပါကျွန်တော်တို့ရခိုင်မှာတော့ငရင်းကုန်းလို့ခေါ်ပါတယ်ဒီကောင်ကအလဲသားအလဲခုတ်သားဆိုရင်2000ခွဲပါဒါတော့ကင်းမုံပါတပိဿာကို4000နဲ့2000ပါဒါတော့ရေချိုပစုံတို့အကြီးကြီးပါတပိဿာကို8000စီပါဒါတော့ပစုံဖြူပါတပိဿာကို3000ခွဲပါခင်ဗျာဒါတော့ကက်ကတိခုတ်သားပါတပိဿာကို3000ခွဲစီပါဒါတော့ကက်ကတိခေါင်းပါတပိဿာကို1000ခွဲပါဒါတော့ပလာတူအကြီးကြီးပါဒီကောင်ကတော့တပိဿာကို1000ခွဲပါဒါတော့ရေပွဲအကိတ်ကြီးကြီးပါဒီကောင်ကတော့တပိဿာကို8000လားဟုတ်တယ်8000ရေပွဲကတော့6000စီပါခင်ဗျာဒါတော့လေခ ्यू အသားတို့ပါတပိဿာကို1000ခွဲပါဒါတော့ပင်လငခုခေါင်းပါတပိဿာကို1000ခွဲစီပါဒါတော့ပင်လငခုခုတ်သားပါတပိဿာကို2000စီပါခင်ဗျာဒါတော့မြင်းငတံပါဒီကောင်လည်းတပိဿာကို2000စီပါပဲဒါတော့ငခွေးချပါဒီကောင်ကတော့တပိဿာကို1000ခွဲပါဒါတော့ငတရားခုတ်သားပါတပိဿာကို3000စီပါခင်ဗျာဒါတော့ငတရားခေါင်းပါတပိဿာကို1000ခွဲစီပါဒါတော့ကြားပစုံပါတပိဿာကို8000ပါဒါတော့ငလိမ့်စုံခုတ်သားပါတပိဿာကို2000ခွဲပါခင်ဗျာဒါတော့ပြည်ကြီးငါပါဒီကောင်ကတော့တပိဿာကို8000စီပါဒါတော့ကြက်ပါတကောင်ကို2000ပါမင်းမြိုက်ပြီးပို့ရမှာပါခင်ဗျာဆုံးတိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ